မိုင်ကျွန်တော်ခမောင်ဆိုးပါခုဘလောက်ရာခိုင်နှုန်းအနိုင်ရပြီလို့အကြမ်းပြပြောနိုင်ပြီလားခင်ဗျာဒီ90တော့ကျော်ပြီလို့ပြောလို့ရပါတယ်ဒီလောက်ပမာဏရမယ်လို့ကြိုတင်ခန့်မှန်းခဲ့ပါသလားခင်ဗျာရနိုင်တဲ့အနေအထားရှိတယ်ဆိုတာတော့ကြိုတင်ခန့်မှန်းလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဖွဲ့ချုပ်ကပြည်သူရဲ့နှိစက်နေတယ်ဆိုပြည်သူရဲ့စိတ်ဓာတ်သဘောထားဘယ်လိုဆန္ဒရှိတယ်ဆိုတာခန့်မှန်းလို့ရပါတယ်ဒီရွေးကောက်ပွဲကအဲ့တော့ဘယ်လောက်တန်ရှင်းမျှတတဲ့ရွေးကောက်ပွဲလို့ပြောနိုင်မလဲခင်ဗျာငါတို့တိုင်ထားတဲ့ကိစ္စတွေအများကြီးဆိုတော့ကိုခမောင်စိုးသိထားပြီးသားပါငါတို့ကတိုင်နေဆိုတာဟာပြဿနာရှာခြင်းလို့မဟုတ်ဘူးဒီရွေးကောက်ပွဲဟာတကယ်ပဲတန်ရှင်းနေတကယ်ပဲတရားမျှတတယ်ဆိုတာငါတို့ရဲ့ပြည်သူပြည်သားတွေကလည်းဒီကိစ္စပေါ်မှာယုံကြည်မှုရှိဖို့လိုတယ်ဒါမှမဟုတ်စီမီစကန်နဲ့မကိုက်နေတဲ့ကိစ္စတွေဆိုရင်တော့ငါတို့တရားဝင်တိုင်တာရရှိတယ်တချို့ကိစ္စတွေရဲမှုခွင့်ရတယ်ကိစ္စတော်တော်များများလည်းကော်မရှင်တွေတိုင်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကတော့တိတ်နေတယ်လို့ပြောလို့မရဘူးမဲယုံပိတ်ချိန်လွန်ပြီးမှရောက်လာတဲ့အခုကြိုတင်မဲဆိုတာတွေရောအမားတို့ဘယ်လိုဖြေရှင်းမလဲခင်ဗျာအဲ့ဒါစီမီစကန်နဲ့မကိုက်ဘူးလေစီမီစကန်ကအင်တာမရှင်းပါတယ်ဒီတွင်းကကြိုတင်မဲတွေဟာမနေ့6နာရီမဲယုံဖွင့်ပြီးတဲ့အချိန်နောက်ပိုင်းမှာလာလို့မရဘူးနောက်ပြီးပြည်ပကကြိုတင်မဲတွေဟာညနေ4နာရီမဲယုံပိတ်ပြီးတဲ့အချိန်နောက်ပိုင်းမှာလာလို့မရပါဘူးကြက်ခိုင်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်တချို့ကသူတို့ရှုံးနေခဲ့တာကိုဝန်ခံပြီးအနိုင်ရတဲ့ပြိုင်ပွဲတွေကိုအဓိကတော့အနိုင်ရတဲ့အမတို့ NLD ကိုယ်စားလှယ်တွေကိုသူတို့ထုတ်ဖော်ပြီးဂုဏ်ပြုခဲ့ပါတယ်အဲ့ဒီဆောင်ရွက်မှုကိုအမဘယ်လိုမြင်ပါသလဲခင်ဗျာအဲ့ဒီလိုလုပ်တယ်ဆိုတာအင်တာမသိခါရှိတဲ့နိုင်ငံရေးလှုပ်ဆောင်ချက်လို့ပဲပြောပြတာကျေးဇူးတင်တယ်ဒါလေးစားပါတယ်လို့ပြောချင်ပါတယ်ရွေးကောက်ပွဲမှာအခုလိုနေရာအများစုအားလုံးလိုအနိုင်ရတာဘယ်အချက်တွေကြောင့်လို့အမသုံးသပ်ပါသလဲခင်ဗျာပြည်သူတွေနဲ့နှိစက်လို့ပဲပြည်သူနဲ့ NLD ရဲ့ရင်ခုန်တာတစ်ဖက်တည်းဖြစ်နေလို့ပဲလေဒီလိုပဲမြင်ပါတယ် NLD နဲ့ပြည်သူကခွဲလို့မရဘူးလေ NLD ဆိုတာပြည်သူတွေကပေါက်ဖွာလာတာပဲပြည်သူတွေပါပဲ NLD ထဲမှာရှိတဲ့အဖွဲ့ဝင်တွေဟာပြည်သူတွေကသက်သက် NLD ရဲ့သက်သက်ဒီလိုမရှိပါဘူးနောက်ပြီးတော့ပြည်သူရုန်းကန်ခဲ့ရတယ်ပြည်သူခံခဲ့ရတယ်ပြည်သူညှော်လင့်ခဲ့ကြရတယ်ပြည်သူအိမ်မက်တွေမက်ခဲ့ကြရတယ်အဲ့ဒီပြည်သူဒီခီးစီပေါ့နော်30နီးပါးကြောက်ခဲ့တဲ့လူဖို့ကံတဲ့ရဲဘော်ရဲဘက်တွေအဲ့ဒီတော့ဒါကြောင့်ပဲပြည်သူကနေတော့ထောက်ခံနေလို့လည်းယူဆပါတယ်ရွေးကောက်ပွဲမှာအခုလိုအနိုင်ရပြီလို့သိရတဲ့အချိန်မှာအမစိတ်ထဲပေါ်ပေါက်ခဲ့တဲ့တွေးမြင်ခံစားမှုကိုကျွန်တော်သိပြရစီခင်ဗျာဒီလိုအနိုင်ရပြီဆိုတဲ့အချိန်တတ်တတ်မှမှမရှိပါဘူးအခုလည်းဒီလိုမမြင်ပါဘူးဒါ NLD အနိုင်ရပြီလို့မမြင်ဘူးဒါပြည်သူတွေကတော်လုံးလို့ဖြစ်တယ်ပေါ့နော်ပြည်သူတွေတော်တော်ကိုအခုနိုင်ငံရေးရဆိုလို့ရှိရင်မျိုးချက်တက်ကြွလာပါတယ်တစ်ချက်ကိုလေးစားစရာကောင်းတယ်ချစ်ဖို့လည်းကောင်းတယ်အဲ့တော့ဒါပြည်သူတွေလူချင်းနဲ့ပန်းတိုင်ရောက်ဖို့ကတော့ဒါလူသေးတယ်ဆိုတာမြင်နေလေအခုကပထမချိန်လာမယ်ရှိသေးတယ်အဲ့တော့အဲ့ဒီပန်းတိုင်ရောက်ပြီးမှပဲခံစားချက်ကဘယ်လိုလဲဆိုတာပေါ်လာမှာပေါ့အခုထိကတော့လှုပ်ရှားရရှိသေးတယ်လှုပ်ဘာတွေလှုပ်ရမလဲဆိုတာပဲအဲ့ဒါပဲအဓိကကောင်းနေမှာထားပါတယ်ရွေးကောက်ပွဲရလဒ်ကိုအစိုးရနဲ့တပ်မတော်အပါအဝင်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကအတိအကျလေးစားလိုက်နာပါမလားဆိုလူတချို့ကတော့တန်တရားရှိနေသေးပဲခင်ဗျာအခုကျွန်တော်လမ်းပေါ်သွားနေတော့လေအမတခုများပြောနိုင်မလားခင်ဗျာဒီလိုတန်တရားရှိတာလေတဘာဝတော့ကြပါလေဒါပေမဲ့တန်တရားရဲ့စောင့်ကြိုးတွေမှာလည်းမတို့အမိခံနေလို့မဖြစ်ဘူးကိုယ့်ရဲ့ယုံကြည်ချက်နဲ့ခိုင်ခိုင်မာမာဆက်ပြီးတော့လွတ်ဆက်ရှိတာတွေလုပ်ရမယ်အားလုံးကလည်းမှန်မှန်ကန်ကန်လုပ်မယ်လို့ညွှန်လင့်ပါတယ်ဒီတပ်မတော်ဆိုတာလည်းပြည်သူ့တပ်မတော်ဆိုလို့ရှိရင်ပြည်သူနဲ့တွေ့ရတာလည်းဖြစ်ဖို့လိုပါတယ်လွတ်တော်အတွင်းကတပ်မတော်သားကိုယ်စားလှယ်တွေကလည်းပြည်သူနဲ့သားလည်းဖြစ်ပါတယ်ဆိုတော့ဒီချိန်မကပြောတာလည်းရှိခဲ့ပါတယ်အမကနိုင်ငံတော်သမ္မတကြီးကာကွယ်ရေးဦးစီးချုပ်နဲ့ပြည်တော်စုလွှတ်တော်နာယကတွေထံကိုသူတို့နဲ့အမတွေ့ဆုံခွင့်တောင်းတယ်အဲ့ဒါအမဖို့တဦးချင်းတွေ့ဖို့ပြောတာလားအားလုံးစုတွေ့ဖို့ပြောတာလားခင်ဗျာတဦးချင်းတွေ့ဖို့လည်းရပါတယ်အားလုံးစုတွေ့မယ်ဆိုရင်လည်းရပါတယ်တွေ့တယ်လို့ဆိုပြီးတော့လက်ခံတဲ့သူကိုတွေ့မှာပေါ့အခုအမှန်တကယ်ပြောင်းလဲဖို့ဆိုတော့အမဆောင်ဖို့ရပါဘောနော်အခုရွေးကောက်ပွဲမှာပြည်သူတွေကတော့မဲပေးခဲ့အဲ့တော့အမရဲ့အရင်ဆုံးဘာတွေများလုပ်မလဲခင်ဗျာအရင်ဆုံးအဲ့ဒီအပြောင်းလဲဖြစ်ဖို့ဟာအချို့ရေးအပြောင်းလဲဖြစ်အောင်လုပ်ရမှာပေါ့နော်ဒါရွေးကောက်ပွဲရလဒ်ကိုအကောင့်ထဲပေါ်ခြင်းပြည်သူရဲ့ရွေးကောက်ပွဲကနေတစ်ဆင့်ထုတ်ဖော်ခဲ့တဲ့ဆန္ဒကိုလေးစားပြီးတော့လိုက်နာပြီးတော့အကောင့်ထဲပေါ်ခြင်းဆိုတာကတော့ဒါပထမဦးဆုံးကြီးဆုံးပြောင်းလဲမှုကြီးဖြစ်ပါလိမ့်မယ်အစိုးရအဖွဲ့ထဲမှာပညာတတ်တွေဘယ်လောက်များထည့်မလဲခင်ဗျာပညာတတ်ဆိုတော့ဘာလို့ဆိုလိုတာလဲကိုခမောင်ဆိုအဲ့ဒါကိုလည်းနည်းနည်းတော့စဉ်းစားရမယ်တချို့ကပညာတတ်ဆိုတော့ဘွဲတွေအများကြီးရထားတော့ပညာတတ်လို့အဲ့လိုသင်ကြတယ်ပေါ့နော်ဒါကတော့အကျမ်းပြင်းတော့လေဒီလိုပဲပြောကြတာပေါ့ဒါပေမဲ့ငါကတော့ပညာတတ်ဆိုတာဟာအခြေအနေနဲ့အချိန်ခါကိုမှန်မှန်ကန်ကန်သင်ရင်သုံးသပ်ပြီးတော့အဲ့ဒီအပေါ်မှာအခြေခံပြီးတော့မှန်မှန်ကန်ကန်လုပ်နိုင်တဲ့လူတွေကပညာတတ်ပဲဟုတ်ကဲ့ဒီကြတော့ဒီဘွဲရတွေပါလေအလေးမထားအောင်မဟုတ်ထားတယ်ငါကိုယ်တိုင်လည်းလေးစားတယ်ဒါပေမဲ့ငါတို့ရဲ့နိုင်ငံရဲ့ပြည်သူလူထုတ
ထဲမှာဆိုရင်ဘွဲရက400ခိုင်နှုန်းပတ်ဝန်းကျင်နဲ့ရှိတယ်အဲ့ဒီတော့အများစုကြီးကိုမတို့ကနေပြီးတန်ဖိုးမထားဘူးလားထားမှာပေါ့အဲ့တော့ဒီဘွဲရမှာပဲတန်ဖိုးရှိတယ်ဆိုလို့ရှိရင်မတို့ရဲ့ပြည်သူလူထုအများစုကတန်ဖိုးမရှိဘူးလားအဲ့ဒါတော့ငါမယုံကြည်အဲ့တော့ပညာတတ်ဆိုတာတဲ့ငါပြောချင်တာလူမှန်နေရာမှဖြစ်ဖို့အရေးကြီးတယ်လို့ပြောပြရတယ်ဆိုပါတော့မှ1962ခုနှစ်အာဏာအသိမ်းခံရခြင်းအစပြီးကျွန်တော်တို့စစ်အစိုးရထံရခဲ့တဲ့အမွေနှစ်3ခုရှိပါတယ်ခင်ဗျ1အတ္တဆန်းနဲ့2တခြားသူကိုမယုံ3အားလုံးကိုကြောက်တယ်အဲ့တော့အဲ့ဒီကြောက်စိတ်ကြောင့်လူတွေကအညွန့်တုံးပြီးလူတော့မတိုးတော့ဘူးခင်ဗျကျွန်တော်တို့မြန်မာတွေကလေအဲ့တော့ဆင်းရဲမှုကြောင့်ပေါ်လာခဲ့တဲ့ဒီဇာတိတချို့ရင်းမှုနဲ့အတွေးခေါ်ချွတ်ချုံကြမှုတွေပြန်လည်နလန်ထူရေးတွေအမပါတွေများလုပ်မလဲခင်ဗျခုနကပြောကြတာပေါ့နော်သက်စပြောကြတာဆိုအတ္တကြီးတယ်နောက်ပြီးတော့မယုံကြည်ဘူးနောက်ပြီးတော့ကြောက်တယ်အဲ့တကယ်တော့ပြောင်းပြန်ပြီကြောက်တာနေစကြောက်တဲ့ခါကျတော့တရားနဲ့ကြောက်မယုံကြည်ကြဘူးတရားနဲ့ကြောက်မယုံကြည်ကြတော့ကိုယ့်အတွက်ပဲကိုယုံတာပေါ့နောက်ကငါကြီးချင်ငါအတွက်ပဲငါလုပ်မယ်ဘလူးမှမယုံအောင်ဘလူးကိုမှငါအမကိုအောင်ဆိုတော့အဲ့တော့ကိုဖော်ဆိုပြောတာနဲ့ပြောင်းပြန်ဖြစ်နေဟုတ်ကဲ့ပြီးတော့ကြောက်စိတ်တွေကိုပထမမှန်ကန်ကန်နည်းနဲ့ပပြအောင်လုပ်ဖို့ဆိုတာငါခဏခဏပြောနေတရားဥပဒေစိုးမိုးရေးပြည်သူလူထုစိတ်လုံခြုံမှုလို့လေဘာလို့ခဏခဏပြောဒီမိုကရေစီဘာဖြစ်လို့လိုချင်လဲလွတ်လပ်မှုနဲ့လုံခြုံမှုကိုညှညတတာပေးနိုင်တဲ့စနစ်ဟုတ်တယ်ပြည်သူတွေကလွတ်လပ်မှုလည်းရှိရမယ်ဒါပေမဲ့လုံခြုံမှုလည်းရှိရမယ်လွတ်လပ်တယောက်နဲ့တယောက်ထိုင်တိုက်ခိုက်နေဖို့မဟုတ်ဘူးအဲ့တော့ပြည်သူတွေစိတ်လုံခြုံသွားပြီဆိုရင်ကြောက်စိတ်တွေကကျလာတယ်ကြောက်စိတ်တွေကကျလာတဲ့အခါကျတော့တယောက်နဲ့တယောက်မယုံကြည်တဲ့စိတ်တွေလည်းပို့ပြီးတော့ကျလာမယ်တယောက်နဲ့တယောက်မျက်စောင်းထိုးနေကြမလို့သူငါ့ကိုဘာလို့မလို့လဲဘလူးကငါ့ကိုဖော်တော့မလို့လဲဘလူးကဂုံးတိုက်လို့ငါ့ကိုအထက်ကလူကြီးကနေပြီးတော့ဒဏ်ပေးတော့မလို့ဒီလိုစိတ်တွေကတော်တော်ပျောက်သွားမယ်နောက်ပြီးတော့မတရားသဖြင့်ပြုမှုခံရတာတွေကိုစိုးရိမ်တဲ့စိတ်တွေကပျောက်သွားမယ်ဆိုရင်ယုံကြည်မှုတွေကတက်လာပြီးတော့တယောက်ပိုပြီးတော့မေတ္တာထားနိုင်တယ်တယောက်ပိုပြီးတော့လေးစားနိုင်တဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်လို့ငါကတော့ယုံကြည်တယ်အမဒါတော့စိတ်ပိုင်းပေါ့နော်ရုပ်ပိုင်းလေးတစ်ခုလည်းကျွန်တော်မေးပြသေးလူငယ်တွေအတွက်အမအမြဲစဉ်းစားတာကျွန်တော်သတိထားမိပါတယ်အဲ့တော့ဒီကနေ့လူငယ်တွေအရက် secret မူရစေဝါအလွယ်တကူသုံးဆွဲနေတာတွေပြီးတော့အာဟာရဓာတ်မပြည့်ဝလို့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအားလုံးကြုံလှီနေတာကိုတော့အမမကြခင်ကကျွန်တော်ပြောဥပါတယ်ခင်ဗျအဲ့တော့ပြည်သူတရားလုံးကဒီခန္ဓာကိုယ်တွေပြန်ပြီးလူစင်မိလာအောင်ဘာတွေများဆောင်ရွက်မလဲခင်ဗျအဲ့ဒါတော့စီးပွားရေးနဲ့ဆိုင်နေပေါ့နော်ကအများပဲပြောတဲ့အရေးကြီးဆုံးကိစ္စအလုပ်တိုင်ဖန်တီးရေးပဲလူခိုင်ဖန်တီးရေးဆိုတာဝင်ငွေလည်းရစီတယ်ကိုယုံကြည်မှုလည်းတက်စီတယ်အလုံးမရှိတဲ့လူတွေဟာဆိုလို့ရှိရင်ကိုယုံကြည်မှုမရှိဘူးပေါ့ကိုတန်ဖိုးမရှိတဲ့လူတွေဖြစ်နေတာပေါ့အလုံးမရှိဘူးဆိုရင်တော့တရားကိုအားကိုးနေရပြီလေအဲ့ဒီကလေးကကိုရှိတာပုံမှာကိုမထားနိုင်ဘူးဆိုရင်အိမ်နေတဲ့စိတ်ကြီးဖြစ်နိုင်တာပေါ့ရုပ်ဖိုက်ဆိုင်ရာဆိုတာငါတို့နေပေါင်းများစွာဟာချုပ်တဲ့သူအခုတင်းငယ်များပေါ့နော်အရာအမောင်းတွေပါပူကြတွေပါဒါတွေကတော့အသက်တစ်ခုကျော်သွားလို့ရှိရင်ပြန်ပြင်လို့မရတော့ဘူးဒါကအရေးကြီးဆုံးမဟုတ်ပါဘူးအရက်ရှိတဲ့လူမှတန်ဖိုးရှိတာမှမဟုတ်ပဲဒါတွေကတော့တချို့ဟာတွေကပြင်လို့မရတော့ဘူးဒါပေမဲ့တချို့ဟာတွေကပြင်လို့အများကြီးရတယ်ဒီပညာရေးအရာကျန်းမာရေးအရာပြင်နိုင်တဲ့အရွယ်တွေလည်းရှိတယ်လူတော်ကြီးမကြည့်ပြင်လည်းကျန်းမာရေးကနေပြီးဒေါင်တော်ကြီးဖြစ်အောင်လို့အဲ့လိုကြိုးစားနိုင်တဲ့အခွင့်အရေးတွေလည်းရှိပါတယ်အဲ့တော့အဖက်ကလိုရမှာလေလူငယ်တွေအရက်တောက်တယ်ဆေးလေးတောက်တယ်အဲ့ဒါတော့လေဒီနိုင်ငံနေမဟုတ်ဘူးနိုင်ငံတော်တော်များများမှရှိတယ်ဒါပေမဲ့ဒီဟာတွေကိုအထူးဖြင့်မူရစေဝါနဲ့ကိစ္စနဲ့ပတ်သက်လို့ရှိပြီးမိဒီချက်ချာကိုကင်တွယ်ဖို့လိုပါတယ်အဲ့တော့လူငယ်တွေဒီလိုစိတ်လေရတဲ့အကြောင်းရင်းရတယ်ဒီရဲ့ချက်ဒီမှန်းချက်မျှော်လင့်ချက်မရှိလို့တော်တော်များပါတယ်အဲ့လူငယ်တွေအတွက်မျှော်လင့်ချက်ပေးရမယ်ဒီမှန်းချက်ပေးရမယ်အခုဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ဆိုတဲ့အချိန်မှာလူငယ်တွေအကျန်းတော်တာပဲသူတို့ကဒီမှန်းချက်ရှိသွားပြီဒီရွေးကောက်ပွဲမှာအောင်နိုင်ရေးတွေဝင်လို့ရမယ်သူတို့ရဲ့ဆန္ဒကိုသူတို့မကန်ထုတ်ဖော်နိုင်အောင်လို့လုပ်ရမယ်အဲ့လိုကြီးရဲ့ကြည်မှန်းချက်တွေရှိလာတဲ့အခါကျတော့တကယ်ကိုငါတို့လူငယ်တွေအော်လောက်အောင်စိတ်ဓာတ်ကပြည့်ပြည့်ဝဝနဲ့လုပ်ပါလေပြောင်းလဲမှုတွေကိုတိတိတတ်တာဘယ်လောက်ကာလမှာကျွန်တော်မြင်နိုင်မလဲခင်ဗျလူထုအနေနဲ့ဒါပထမဦးဆုံးတော့ပေါ့နော်ဒီလိုမပြောခင်မှာအစိုးရဖွဲ့နိုင်ဖို့လိုတယ်အစိုးရတစ်ခုဖွဲ့ပြီးပြီဆိုလို့ရှိရင်တော့ဒါတာဝန်အရာဘယ်အချိန်ကာလအတိုင်းအတာအတွင်းမှာဘာလုပ်ပါမယ်ဆိုပြည်သူလူထုတော့ချပြအောင်ဒါကတော့စီမံကိန်းတွေနဲ့ဒါအစိုးရကလည်းစဉ်းစားထားတာရှိပါတယ်ဘာတွေကိုဘယ်အချိန်ကာလအတွင်းမှာဘာလုပ်ပါမယ်ဆိုတော့ဒီလိုပြောရမယ်မရေမရာပေါ့နော်ဟိုဟာလုပ်ပေးမယ်ဒီဟာဖြစ်စေရမယ်စီးပွားရေးတိုးတက်စေရမယ်ကျန်းမာရေးပိုကောင်းစေရမယ်အဲ့လိုပြောလို့မရဘူးဒီကြဒီအချိန်ကာလအတွင်းမှာဒီဟာကိုဥတည်ပြီးတော့ဒါလုပ်ပါမယ်ဆိုတော့အဲ့ဒါကိုငါတို့ချပြပေးဖို့အစီအစဉ်တွေရှိပါတယ်ဒါပေမဲ့ဒါအစိုးရပထမဖြစ်ဖို့လိုသေးတယ်ပေါ့နော်ဟုတ်ကဲ့
အခုအဲ့တော့အစိုးရအဖွဲ့ဖြစ်ဖို့အတွက်အရင်ဆုံးဘယ်လိုလုပ်မလဲခင်ဗျအစိုးရအဖွဲ့ဖြစ်ဖို့အတွက်အဲ့ဒီဟာကလေမအားတို့ကြီးပဲလုပ်လို့ရတာမဟုတ်ဘူးလေဒါကအခုလက်ရှိအစိုးရလည်းပါဝင်ပူးပေါင်းရမယ်နောက်ပြီးတော့ရွေးကောက်ပွဲကော်မရှင်ရဲ့အလုပ်ကလည်းပထမပြီးဖို့လိုသေးတယ်လေမဆောစီးပွားရေးကိစ္စပြောတော့ဒီနိုင်ငံခြားယင်းနှိမ့်နှံမှုနဲ့တိုင်းပြည်ရဲ့တရားဇာတသုံးဆွဲရေးဆိုင်ရာအမြင်ကိုသိပြစီခင်ဗျာနိုင်ငံခြားယင်းနှိမ့်နှံမှုဆိုတာလိုအပ်ပါတယ်ဒါပေမဲ့တိုင်းပြည်ရဲ့တရားဇာတတွေဆိုတာလည်းအတိုင်းအတာတူဆိုရင်တော့သုံးမှမှာပဲဒီဟာနိုင်ငံခြားကုမ္ပဏီတွေနဲ့ပူးပေါင်းပြီးလုပ်ရတဲ့ဟာတွေလည်းရှိမှာပဲအရေးကြီးတာကကိုပြည်သူလူထုအတွက်အကျိုးအမြတ်ရှိဖို့အင်တာမအရေးကြီးပါတယ်လာပြီးတော့ရင်းနှီးတဲ့ကုမ္ပဏီတွေရင်းနှီးတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကလည်းတော့အလကားလုပ်ပေးမှာမဟုတ်ဘူးလေအကျိုးအမြတ်ညှော်ကိုပြီးလုပ်ပေးမှာပဲအဲ့တော့အလကားလုပ်ပေးဖို့လည်းငါတို့မမျှော်လင့်ပါဘူးဒါပေမဲ့လည်းကိုယ့်ရဲ့ပြည်သူအတွက်လည်းအကျိုးအမြတ်ရှိရမယ်လုံလုံလောက်လောက်ပြောရမယ်ဆိုလို့ရှိရင်နိုင်ငံခြားလာပြီးရင်းနှီးတဲ့ကုမ္ပဏီတွေနဲ့ပြည်သူတွေနဲ့ဆိုပြည်သူတွေကနည်းနည်းတော့အနည်းဆုံးတော့နည်းနည်းလေးတော့ပို့ပြီးအကျိုးရှိရမှာပေါ့ဓာတ်တူအောက်ကတော့လုံးဝမရောသင့်ပါဘူးနိုင်ငံခြားရေးဆိုင်ရာမူဝါဒကိုကျွန်တော်သိခွင့်ရမလားခင်ဗျာနိုင်ငံခြားရေးဆိုင်ရာမူဝါဒတော့ငါတို့လွတ်လပ်ရေးရကြတဲ့သုံးဆွဲခဲ့တဲ့အားလုံးနဲ့အဆင်ပြေအောင်နေတဲ့မူဝါဒဟာအင်တာမအောင်မြင်ခဲ့ပါတယ်ဒီမူဝါဒကိုဆက်ပြီးတော့သုံးသွားလို့ရပါတယ်ပြောတာဒီငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးကိုပြောတာလားခင်ဗျာငြိမ်းချမ်းစွာအတူရှင်တိုင်းနိုင်ဟန်ရေးလည်းပြောတာနောက်ပြီးတော့ဟိုအုပ်စုဒီအုပ်စုမဟုတ်ဘဲနဲ့ငါတို့လွတ်လပ်ရေးရပြီးတဲ့ကာလမှာဆိုရင်မြန်မာနိုင်ငံဟာအနောက်အုပ်စုနဲ့လည်းအဆင်ပြေတယ်ဘေးကအင်းကြီးတွေဖြစ်တဲ့အိန္ဒိယနဲ့လည်းအဆင်ပြေတယ်တရုတ်ကွန်မြူနစ်နိုင်ငံပေါ်ဖွာလာတော့တရုတ်ကွန်မြူနစ်နိုင်ငံနဲ့လည်းအဆင်ပြေတယ်တခြားအဖြစ်အာရှနိုင်ငံတွေလည်းအဆင်ပြေတယ်မြန်မာနိုင်ငံဆိုရံဘက်ရလို့မထားခဲ့ပါဘူးကျောင်းသားတွေအပါဝင်ပေါ့နော်နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကဗာဒီများစိတ်ကူးထားပါလဲခင်ဗျဒါတွေကတော့ဥပဒေပေါင်းတွင်ကလွတ်သွားမှာပဲဒီလိုနိုင်ငံရေးအကျဉ်းသမားဆိုတာဒီမိုကရေစီနိုင်ငံတစ်ခုမှမရှိသင့်ပါဘူးအဲ့ဒီလွတ်လပ်မှုကိုချုပ်ကျဲထားတဲ့ပုံမှန်တွေရောခင်ဗျအဲ့ဒီဟာတွေလည်းငါတို့ကတော့ပြန်ပြီးတော့ပြင်ရမှာပဲဒါခဏခဏအရင်ကတို့လွတ်တော်ထဲမှာလည်းပြင်ခဲ့တယ်မအောင်မြင်ခဲ့ဘူးပေါ့နော်ငါတို့ကလည်းလူနည်းစုဖြစ်နေတော့ပုံမှန်9တို့ပုံမှန်10တို့စတဲ့ဟာတွေကလည်းအဲ့ဒီအတွေနဲ့စအောင်မှာပေါ့ဒါတော့ရွေးကောက်ပွဲအပြီးကျွန်တော်ပထမဆုံးမေးမြန်းခွင့်ရတယ်ဆိုပြည်သူတွေအားလုံးအမှတ်တရတစ်ခုပြောပြပါခင်ဗျာဒီလိုတင်တယ်လို့ပဲပြောချင်တယ်ဒါဆိုတော့ငါတို့ပြည်သူတွေကြောင့်ဒီရွေးကောက်ပွဲဟာဒီလိုဖြစ်မြောက်သွားတာပြည်သူတွေနဲ့တကယ်ကိုလည်းအားတက်တယ်လေးစားတယ်ပြည်သူတွေကိုတန်ဖိုးထားတယ်ဒါပေမဲ့လည်းသတိပေးခြင်းနဲ့ဒီကိစ္စကမပြီးသေးဘူးအခုလာမဲ့အပတ်တွေပေါ့နော်2လ3လလောက်အတွင်းမှာဆိုရင်ပြည်သူတွေဟာကိုယ်စိတ်ကိုနိုင်ရမယ်ဒီပူအောင်လှုံ့ဆော်မှုတွေကိုသတိထားပါကိုလန်းကိုလျှောက်တဲ့အခါမှာဘေးကနေပြီးတော့အဖြစ်ပေးချင်နေသိနိုင်တယ်ဒါမျိုးကျွန်တော်တို့အားလုံးဟာညီညီညွတ်ညွတ်နဲ့တယောက်ပေါ်တယောက်ယဉ်ကျေးမှုထားပြီးတော့တယောက်ပေါ်တယောက်နားလည်မှုထားပြီးတော့အားလုံးလူချင်းနဲ့ပန်းတိုင်ကိုရောက်တဲ့အထိပြည်ပြည်ညီညီနဲ့ဆက်သွားဖို့အင်တာမအရေးကြီးပါတယ်အဲ့ဒါလည်းပြည်သူလူထုအနေနဲ့လုံနိုင်စွမ်းရှိတယ်လို့ကလုံးဝယုံကြည်တယ်အဲ့ဒါကြောင့်မလို့တစ်ခုနဲ့ပြောရမယ်ဆိုရင်တော့ကျေးဇူးတင်ပါတယ်လို့ပြောချင်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာခင်ဗျားဆိုရကျေးဇူးတင်ပါတယ်